ဇေဗနိအနာဂတိကျမ်းအခန်းကြီး3အငယ်14မှ20အိုးစည်းအောင်တို့သမီးတချင်းဆိုလော့အိုးဣသရေလအမျိုးကြွေးကြော်လော့အိုးယေရုရှလင်တို့သမီးစိတ်နှလုံးအကျွမ်းမဲ့ဝမ်းမြောက်ရွှင်လန်းလော့ထာဝရဘုရားသည်သင်၏ပြစ်ဒဏ်တို့ကိုပပျောက်စေ၍သင်၏ရန်သူတို့ကိုပယ်ရှားတော်မူပြီဣသရေလမျိုး၏ရှင်ဘုရင်ထာဝရဘုရားသည်တင့်လယ်၌ရှိတော်မူ၏သင်သည်နောက်တဖန်ဘေးဥပတ်နှင့်မတွေ့မကြုံရမစိုးရိမ်နှင့်ဟုယေရုရှလင်မြို့အား၎င်းလက်အားမလျောစေနှင့်ဟုဇိအုန်တောင်အား၎င်းထိုအခါဆိုရ၏သင်၏ဖျားသခင်ထာဝရဘုရားသည်တင့်အလယ်၌ရှိ၍တကိုးကြီးသောဘုရားသည်တင့်ကိုကယ်တင်တော်မူလိမ့်မည်သင်၌အားရ၍ဝမ်းမြောက်တော်မူလိမ့်မည်ချစ်ချင်းမြတ်တာ၌ကျင်းဝတ်၍တချင်းဆိုခြင်းနှင့်တကွသင်၌ဝမ်းမြောက်တော်မူလိမ့်မည်ကဲ့ရဲ့ချင်းဝန်ကိုသင်ထမ်းရာအကြောင်းတီးဟူသောသင်နှင့်ဝေး၍ဓမ္မပွဲကိုမခံရဘဲညိုးငယ်လေးရရှိသောသူတို့ကိုငါစုဝေစေမည်သင်ကိုညင်းဆဲသောသူအပေါင်းတို့ကိုထိုအခါငါစီရင်မည်နာသောသူကိုချမ်းသာပေးမည်နင်ထုတ်ခြင်းကိုခံရသောသူကိုသင်ဖွဲ့စေမည်အရှက်ကွဲခြင်းကိုခံရရာပြီးအရရက်တို့၌ချီးမွမ်းခြင်းကိုအတရေကိုပေးမည်ထိုကာလ၌သင်တို့ကိုတဖန်ငါဆောင်ခဲ၍စုဝေးစေသဖြင့်တိမ်သွားခြင်းကိုခံရသောသူတို့ကိုသင်တို့မျက်မှောက်၌တဖန်ဆောင်ခဲ့ပြန်သောအခါမြေကြီးသားအမျိုးမျိုးတို့တွင်ချီးမွမ်းခြင်းကိုအတရေကိုသင်တို့အားပေးမည်ဟုထာဝရဘုရားမိန့်တော်မူ၏